ရေခက်စင်းပါမယ်ဆိုမှမိဝိုင်းမတို့ကလည်းနောက်ကျလိုက်တာနော်ဟုတ်ပါရဲ့ညညဆောင်းလာရင်မှောင်လန်ငါတို့မင်းကလေးဒုက္ခရောက်လိမ့်မယ်ဟဲ့ဟုတ်ပါအမလေးလာပါပြီတော့လာပါပြီအမလေးမိဝိုင်းဘာကိစ္စနဲ့နောက်ကျနေရလဲကြွက်ကိုပြောပါအောင်အမလေးတော့နောက်ကျကြလို့နောက်ကျတာမဟုတ်ပါဘူးရွာထဲမှာတည်င်းတူးရှိလို့နောက်ကျနေတာတည်င်းတူးတယ်ဘာတည်င်းတူးတော့ဟဲ့အေးလေရွာရဲ့တကြီးသမီးကကြုတ်ပါတော့ရွာထဲမှာတုတ်ထပ်ပို့ပြီးသတင်းထူးကိုရှင်ရစုံစမ်းနေဆိုတော့ဘာသတင်းထူးတော့အမလေးဘာသတင်းထူးရမှာတော့ရွာရဲ့နောက်လာဖျားပွဲကြရင်ရွာကိုအောင်စမှုလာကမှာအဲ့ဒီသတင်းကိုစုံစမ်းနေလို့ကျုပ်တို့နှစ်ယောက်ကနောက်ကျနေတာတော့အောင်စမှုလာကမှာဟုတ်တယ်အောင်စမှုကမယ်လို့ပြောစရာကြီးပေါ့ဖြစ်နိုင်လို့သိလားငါ့ဘေတကြီးကလေမနက်ကရွာရဲ့ဆရာတော်နဲ့တိုက်မြင်ကြရှိတယ်ဆိုပြီးထွက်သွားတာဟဲ့တော့ဒီနေ့အလုံးဝတေချာပေါ့နော်ဟုတ်တယ်အဲ့ဒီသတင်းအမှန်ပဲအေးပြီးရွာလူကြလို့အောင်စပူလာကမှတေးကြရဆိုလေငါဖေကိုလေမြို့ဝင်မင်းလက်ဆောင်ပေးလိုက်တဲ့တော်ဝင်ပိုးကပိုးတယ်ငါမှအများရှိရသိလားအဲ့ဒီအကုန်လုံးအထက်လေးချုပ်ဝင်မယ်ပြီးရင်ရှင်မြို့တော်ကနန်းတော်ထဲမှာနာမည်ကြီးတဲ့ကိုတာကီကိုခေါ်ပြီးတော့မစ်ကလိန်ခိုင်းအောင်မယ်ပြီးလေနန်းတော်ထဲမှာအရင်နာမည်ကြီးတယ်လေမင်းသမီးကြီးအိမ်တွာကျော်စင်လေသူ့ကြော်ညာတဲ့ရွှေချမ်းရွှေတွေကိုလေငါဖေတကြီးကိုပူတာပြီးဝယ်ခိုင်းမယ်တော့နင်တို့မျက်နှာတွေကဘာဖြစ်နေရလဲဘာဖြစ်ရမှာလဲငါတို့ကနင့်လိုမျိုးမှမချမ်းသာတာဟုတ်တယ်တငယ်ချင်းရဲ့ငါတို့ကလေမိုးလင်းနာနဲ့ຢာတဲ့ဆင်းရတယ်ကိုင်းတဲ့ဆင်းရတယ်ပြီးတော့နေဘူးကျဲတဲ့ထဲမှာလေတနေ့ကိုအလုပ်ချမ်းတွေလောက်ကြတာတငယ်ချင်းရဲ့နင်လိုမျိုးချမ်းချမ်းသာသာမနေနိုင်ပါဘူးအေးဟုတ်ပါဟဲ့ငါနင့်ကိုအားကြလိုက်တာနင့်လိုပဲလေဖြူဖြူဖွေးဖွေးလေးဖြစ်ချင်လိုက်တာဟဲ့တငယ်ချင်းတို့ကလေအရင်တော့ငါဘလောက်မဲလဲဆိုတာနင်တို့သိရမှတ်လားအခုလိုမျိုးငါဖြူဖြူဖွေးဖွေးနဲ့လှလာတဲ့အကြောင်းရင်းကိုနင်တို့မသိဘူးလားမသိဘူးလေငါရဲ့လှုပ်ဝက်ချက်ကလေဟောဒီမှာမြို့ဝင်မင်းရငါပေလက်ဆောင်ပေးလိုက်တဲ့မီနာအသားဖြူဆက်ပြကြောင်းလေဘာဆက်ပြမီနာအသားဖြူဆက်ပြလေဟဲ့အဲ့ဒီမီနာအသားဖြူဆက်ပြလေဒီနေ့တော့မနေ့ပြတန်းဖြူမှာလားဟင်ဟဲ့ तू က acid မဟုတ်တာဒီနေ့တော့မနေ့ဖြူအောင်ဆက်ပြလေဟဲ့ဆွဲတော့မှဖြူမှာပေါ့ဟောဒီမီနာဆော့ဟာဆိုလို့ရှိရင်အသားရည်ကိုနှစ်ဆဖြူဝင်းစေတဲ့ဂလူတာပါဝင်နေပြီးတော့လေအသားရည်ကိုတင်းရင်းဆိုပြီးတော့ကြည်လင်စေတဲ့ collagen လည်းပါတယ်ဟာအသားရည်မွဲချောက်ပြီးတော့လေအမဲသက်ရှိတဲ့သူတွေပြီးအစီပြန်တဲ့သူတွေအရည်တက်ခန်းချောက်တဲ့သူတွေဆိုလို့ရှိရင်ဒါလေးကိုနေ့တိုင်းပုံမှန်သုံးပြီးအသားရည်ကိုလေပြန်လဲကောင်းမွန်ပြီးတော့လေနှုတ်ပြလာစေတဲ့ဟာမိုက်ကယ်ဂျက်ဆင်လိုမျိုးချက်ချင်းဝုန်းလိုက်မဖြူအောင်ဆိုပေမဲ့ငါတော့နင်တို့ဖြူလာမှာပါဟာဟဲ့မလူကြပါနဲ့နင်တို့300လုံးကိုပေးဖို့အတွက်ငါမှာပါပါတယ်ကဲမီဝိုင်းရော့နေရဟောဒီနက်နက်သီးအနက်လေးကိုသုံးကျေးဇူးတင်လိုက်တော့တကယ်ကြီးရကျေးဇူးဟဲ့လင်းရော့နေရဟောဒီစပစ်ကြီးအရက်နက်လေးကိုသုံးတကယ်ငါသုံးမယ်တိလားငါသုံးမယ်ကဲမီဖောင်းရော့နေရတော့ဟောဒီစတော်ဘယ်ဒီအနက်လေးကိုသုံးပေးငါပေးကျေးဇူးပဲတော့တကယ်ဟုတ်ကအတော့တာပုံမှန်ပေးငွေကိုကြက်တော့ယူလို့ရတယ်မေဟိုကလေရွာထိတ်ကတော်တော်ကြီးက2သိန်း5တက်ပေးလိုက်15ကျပ်တိုးနော်သူများရဲ့လို့20ကျပ်တိုးယူတာမဟုတ်ဘူးအားလုံးသိအောင်လည်းပြောပြလိုက်အောင်ဟုတ်ကဲ့မေဟဲ့လဲတူမကြားတော့ငွေဘာလုပ်နေတော့အဝိုင်းမတို့တာမျိုးငါချောင်းနေတာဟဲ့ဒါနဲ့အဝိုင်းမတို့တာမျိုးဘာလို့ထိုင်နေသိလားငွေတိုးပေးစားနေတာအဲ့ဒါဘယ်လောက်တိုးတော့15ကျပ်တိုးညီတို့တာမီတို့20တော့မဟုတ်ဘူးငါတို့ဘုရားချီထားသေးတယ်ဒီနိုကရွာထဲမှာ15ကျပ်တိုးနဲ့အတိုးပေးစားနေဟုတ်လားဟုတ်တယ်မေဒါငါစီပွားရတက်ဒုံနဲ့ထိုးတာပဲဟုတ်တယ်သူတို့ကြောင့်လည်းတမီတို့ချင်မှာငွေရွေးတွေလဲသွားတာမေမင်းတို့လေအိမ်မှာတက်ပြီးပါအောင်ရှစ်စိတ်တူအောင်ခေါင်းကနေရပြိုက်ချင်တယ်။အော်အမေရဲ့အဲ့လောက်ထိလည်းလုံးစရာမလိုပါဘူး။ပြောအခုအမေဘာလို့စားကြ။အထက်ရောင်းမယ်လေ။ဟာအထက်ရောင်းမယ်ဟုတ်လား။အမေနဲ့သမီးရဲ့ဒီရွာလူတွေကအထက်ကိုဘသူကလက်ငင်းဝယ်မှာတော့။နေမရောင်းချင်နေသွင်းနဲ့ရောင်းပေါ့အမေရဲ့။နေသွင်းနဲ့အထက်ရောင်းမယ်။ဘာဖြစ်လာတော့ဘာပြမလဲအမေရဲ့ဝေးတော့သားမိပေါ့ရွာထဲမှာလေအထက်တွေလိုက်ရောင်းရွာထဲကလူတွေလေဝယ်လိုက်ကြတာမှာဝေါ့ကိုကွဲနေရတယ်အမေရဲ့ဒီသားမိနောက်ကလေစီးပွားရေးဈေးဝက်ကိုအတော်မြင်တက်လိုက်တာဒီကမြင်တော့လည်းမပြောနဲ့အထက်တွေကိုရောင်းတာလေလက်ငင်းမဟုတ်ဘူးနေသွင်းနဲ့ရောင်းတာ
နေသွင်းနဲ့ရောင်းတာဟာလားဟုတ်တယ်အမေရဲ့အဲ့တက်တော့မပူနဲ့သူတို့ကနေသွင်းနဲ့ရောင်းအမေတို့ကလာသွင်းနဲ့ရောင်းမှာဘောသမီးရဲ့အမေရဲ့သူများစီးပွားရေးကိုဘာလို့လိုက်ပြီးတော့လုံးနဲ့ထိုးချင်တာလဲကိုပိုင်စီးပွားရေးလုပ်ပါလားအမေရဲ့အဲ့တော့အမေကဘာလုပ်ခါမှာလဲဘာလို့ရမလဲမေရဲ့သမီးရဲ့တငယ်ချင်းလေးလေးလေးမျိုးတက်ပြီးတော့ပတ်ဆိုင်စိတ်ယူမှာလှုပ်နေတယ်သူပတ်ဆိုင်စိတ်ရောပတ်ဆိုင်တယ်ဆိုလေဒီနှုံလဲတန်တယ်ချုပ်ရိုးချုပ်သားလဲကောင်းတယ် quality လဲကောင်းတယ်ပြီးတော့ design တွေလည်းလှမှလှအမေရဲ့အဲ့ဒီပတ်ဆိုင်အိတ်ကိုလေရွာယူပြီးတော့ရွာမှာရှိတဲ့အင်ဂျီ300ကျော်ရောင်းလိုက်မယ်ဆိုသမီးကဝေါ့ခဲရောင်းမှာအမေရဲ့ပြီးတော့လေပတ်ဆိုင်စိတ်ကိုဘယ်မှာရှိလဲဆိုတော့ဟိုသားမီးကတိမှာမဟုတ်ဘူးသမီးတို့သားမီးပဲတိမှာအဲ့တော့ဝေါ့ဝက်ကွက်ရောင်းမှာသမီးတို့ကထောပြီးငါသမီးလေးရင်အရန်တောင်းလိုက်တာအဲ့ဆိုအမေတို့မျိုးအခုပဲတက်ကြမယ်လေ Okay let's go အမားတို့ရဲ့မိန်းဟောင်ပတ်ဆိုင်ဆိုင်မှာဆိုရင်ချက်ရုပ်ချုပ်သားရောဈေးနှုန်းရော quality ဘိုင်းမှာအမားခံပေးပါတယ် ကဲသမီးအမေတို့ကတော့မေးဟောင်ပတ်စံအိတ်စိတ်အောင်ယူလာလိုက်ကြတော့လုံးဝပြန်သွားပြီနော် ဟုတ်တယ်နော်မေ ဟာမင်းတို့သားမီးတော့အထေဘလို့ရောက်လာတယ် ဟဲ့0%နဲ့တော့ဒါရွာမဟုတ်ဘူးလိုင်တာရောင်ဝဲပင်လဲစက်မှုဆောင်ထဲမှာရှိတဲ့မဲဟောင်ပတ်စံအိတ်စိတ်အောင်ရောက်နေတာ ဒီမှာဝေးဒီစက်ရုံနေကဘလို့တိပြီးရောက်တာငါ့အမေနဲ့ကြောက် ငါတို့သားမီးရရွာမှာပတ်ဆိုင်ရဖို့အတွက်မိန်းဟောင်စိတ်ရောပတ်ဆိုင်လာကြည့်ရဟဲ့ ဒီပါဦးအဲ့ဒါဘာဖြစ်တာဟမ်ဘာဖြစ်သွားရလဲအရန်အော်ဝါဘလို့တိသွားလဲရောမတိချင်ဘူးလား ဘလို့တိပါတော့ပြောင်းဒီနေရာသူတို့သားမီးတိမှာမဟုတ်ဘူးပြည့်တော့လိုက်လို့မရအဲ့တော့တို့သားမီးထောပြီးအဲ့ဆိုမျိုးဦးလိုက်တာ Okay let's go မဖြစ်အောင်လုံးမဖြစ်အောင်ဒီမှာဖိုင်ရှင်းကြတာအကုန်ပဲလား တော့ဒါကုန်မယ်မဲဟောင်ပတ်စံအိတ်စိတ်ယုံကြီးကိုရောက်ပြီးချုပ်ရိုးချုပ်တာ quality နဲ့ဈေးနှုန်းကိုကြားပြီးမှအကျဉ်းနဲ့အများကြီးထွက်လာတယ်ပတ်စံအိတ်ကြီးကိုမြန်မာတနိုင်ငံလုံးဝုတ်ပေါက်ကွဲပေါက်တဲ့အထိကိုငါကြော့ညာပေးပါဦး ဟမ်ပတ်စိတ်တစ်လုံးပါလားဟဲ့ပတ်စိတ်ဒီပါတယ်ပတ်စိတ်အော်လိမ့်စာကလေးပါသေးတာပဲ89လမ်းနှစ်ခုနှစ်ရှိကြားတဲ့ဟုတ်ပြီဒီပတ်စိတ်ပဲရှင်ငါပတ်စိတ်သွားပြတ်မိမှရမှာဟုတ်ပြီငါသွားပြတ်မိမယ်89နှစ်ခုနှစ်ရှိလိမ့်စာတိုင်းဆိုရင်ဒီဆိုင်ပဲချမ်းမန်းတလေးဟုတ်ပြီအမရေ အော်မလေး အော်အမဟိုကလေဟိုလမ်းမှာလေပတ်ဆိုင်လေးကြကြခဲ့လို့ဒီလိမ့်စာအတိုင်းလိုက်လာလိုက်တာအဲ့ဒါအမပတ်ဆိုင်လားမသိ ဟုတ်တယ်အမပတ်ဆိုင်ထဲမှာ let's feel let's တဲ့ point ရှိတယ်ပတ်စံ3သိန်းရှိတယ်အမညီမလေးက9000ယူလိုက်အမကိုပတ်စံ9000မဟုတ်ဘူးပေးတာမဟုတ်ဘူးပေးတာ9000ပဲပြန်ပေးပြီးရှူလက်တဲ့ point ပြန်ပေး ဟုတ် ဟဲ့ဒီမှာဘာလို့ဖြစ်တာဟဲ့ရှူလက်ကတော့ရှူလက်ကတော့မရှိဘူးပတ်စံလည်း9000မရှိရောညီမလေး အမဟုတ်အမဟိုကလေ ဟိုအမကရွှေလက်စွပ်တကွင်းနဲ့ပတ်စံ9000ပဲပေးဒီထဲမှာ3သိန်းရှိတယ်အဲ့ဒါညီမလေးက9000ယူ9000ပဲရှိနေတာ ဟိုဝိုင်းတွေ့တယ်လေဒီဟာကလေပတ်စံ9000ပဲပါတယ်ရှီလက်စွပ်လည်းပါ ဒါဆိုနေရလဲရွှေလက်စွပ်တကွင်းနဲ့ပတ်စံ3သိန်းပါလို့နင်းကို9000ယူငါဒီမှာ9000ဒီမှာ9000ပဲရှိတယ်ရွှေလက်စွပ်ကလည်းပြောင်းနေတယ် မဟုတ်ဘူးဟိုကလေ 9000နဲ့ရွှေလက်စွပ်တကွင်းပြောင်းနေတာ ဝိုင်းတွေ့တယ်ဒီဟာကလေ9000ပဲပါတာဘာမှမပါဘူးမရဲ့ ငါမလဲပတ်စံ3သိန်း မဟုတ်ပတ်စံ9000နဲ့ဒီပတ်စံကိုမန္တလေးကျုံးရှင်းမှာကျုံးရှင်း ပတ်စံ3သိန်းနဲ့ရွှေလက်စွပ်တကွင်းနင်းကို9000မဟုတ်ပေးရပြောပေး ပြောပြအောင်လုံးနေတယ်လေနင်းပတ်စံအိတ်ကတသိန်းနဲ့ချွေလက်စွပ်ပါတာမလားအခုက9000ပဲပါတာလေအဲ့တော့နင်းအိတ်မဟုတ်ဘူးသူ့အိတ်နင်းအိတ်မဟုတ်ဘူးသူ့အိတ် ဟမ်အဝင်းမှာအိမ်မှာသွားကြည့်တော့သူ့ရဲ့စိုက်လိပ်စာငါ့ကိုမပြောဘူးဘယ်ရမလဲ89နှစ်ကိုနှစ်ချချမ်းမန်းသေးဆိုင်မှာရှိတာဒီတို့ဒီနေ့အကျွေးရအောင်တောင်းမယ်ဟဲ့အဝင်း tracker ဆန်းငါအချင်းမျိုးတောင်းလို့အဝင်း တခုပြောပါမရေတခုပြောပါပန်ရှင်ကြပြောပါမ ဘာတိုးတိုးပြောလဲနင်ယူတော့ယူပြီခုတိုးတိုးပြောလို့မရဘူးနော် ဝင်ပေးမယ်မမဒီလားကုန်တကယ်အဆင်မပြေသလိုပါဒီလားကုန်တာနဲ့ပေးမအောင်မနော် ဘာပြောလဲလာကုန်ပြီမလားနင်တလာပြီးတလားရွှေတာငါ့ကိုဘယ်နှလားရှိနေပြော ကုန်တကယ်ပေးမအောင်မ လာကုန်ဒီငါမစောက်နိုင်ဒီနေ့နင်အချင်းမျိုးကိုရအောင်တောင်းမယ်မရလို့ရှိရင်နေတတိကိုပြောမယ်ဟုတ်တယ်နေတတိပါမှာနေတတိပါဟဲ့တတိတတိနေတတိပါအခုနေတတိကခေါ်ပြီတော့ဒီကနေ့ခေါ်တယ်ပြောခုကလိုက် အဲ့ဒါဘယ်လိုဖြစ်တာလဲဘယ်လိုဖြစ်တာလဲဘယ်လိုဖြစ်တာလဲဘာဘယ်လိုဖြစ်တာလဲအဆင်ပြေအောင်လုပ်မယ်ဘာဖြစ်တာအင်းညင်ဝဲရအရွယ်ရအဆင်မပြေလို့လား မဟုတ်ဘူးရှင်းဆိုင်ဝင်တယ်ကျမကြီးကပတ်စံရှိတာလေဟိုလာပေးမယ်ဒီလာပေးမယ်မပေးလို့လာတောင်းတာသူ့ကိုသူ့ကြီးကတောင်းမယ်လို့ရှင်းကြီးကတောင်းမလို့သူ့ကြီးကတောင်းမယ်လို့ရှင်းကြီးကတောင်းမလို့ ဟုတ်တော့ဘယ်လားဘာလို့ချီထားတာလဲပတ်စံ အိမ်ကဖေးနေမကောင်းလို့ဆိုပြီးတော့ဒီစင်ကန်းပြကြမရှိလို့ဆိုပြီးဒီ
ငါစီကပတ်စံတသိန်းဆွဲလာတာ ဟုတ်တော့အေးအဲ့ဆိုမလည်းမကျမပဲပေးလိုက်မယ်နော်ရပေးလိုက်မယ်ရောအမတသိန်းမလားဟုတ်တယ်ရတသိန်းသွားလိုက်အေးသမီးလည်းနော် तू ကအလုပ်ကြိုးစားတယ်နောက်ခါကျအဲ့လိုမျိုးလာမလုံးနဲ့ तू တိတ်ခါလဲကြာတယ်နော်အမတို့ကလည်းဟိုအတိုးလဲယူထားပြီးတော့လေအဲ့လိုလာမလုံးနဲ့ तू ကသူ့ကိုရတယ် bonus ပေးလိုက်မယ်နော် တောင်းကြည့်လို့တောင်းတာမဟုတ်ဘူးအကမဆက်တာ9နှစ်လောက်ရှိလို့တောင်းတာမဆက်တာ9နှစ်လောက်ရှိလို့တောင်းတာဟုတ်လေ နောက်ခါကျအဲ့လိုမချီးနဲ့ကြားလား ဟုတ်ကျေးဇူးတင်ပါတယ်ပေါ့စီရဲ့ အေး ဆက်ဖို့ကလည်းဘယ်လိုမှအဆင်မပြေလို့ အေးရပြန်မပေးရောနဲ့ bonus ပေးမယ်နော်အေးဟုတ်ပြီ ပေါ့စီကအိမ်မှာဘယ်လောက်တောင်းကြမ်းလာလဲမသိဘူးအိမ်မှာအဖေကတယောက်တည်းအိမ်ခဏပြန်လို့ရလား အေးပြန်ဟုတ်ပါစီဟုတ်ကျေးဇူးတင်ပါတယ် အေး ပေး9000 အေးပါတကယ်ကြီးရေ9000ရောက်ဟေးစင်ပြေခဲ့လားစင်ပြေ ကောင်းတယ်အဆင်ပြေတယ် မလေးရိတ်လိုက်နောက်တစ်ဆိုင်လာလို့လုပ်မယ်နော်တော့မလားဟိုမဟိုလေးဟိုဖိုင်ရန်စာလို့ထမင်းမိုးလေးနည်းနည်းလောက်ပေးပါလားဘိုက်ပါလို့ပါ တောင်းစားလားတောင်းစားလားဘုတောင်းစားကောင်းလို့ပြီရှိလက်ကောင်းလှုပ်စားပါလားဟဲ့စားလေကောင်းကြီးနေနဲ့ဝင်သွားမယ် စားကြမရှိလို့ပါစားကြမရှိလို့ပါ ဟဲ့ဟိုရောင်းသားမလေးလာအောင်နေဒီ80ကိုလည်းနှစ်ခုနှစ်ရှိကြမှာရှိချမ်းဆိုင်မှာဘာလို့နေတိုင်းတောင်းတာနေတိုင်းလုံနဲ့နေခြေကောက်လက်ကကိုယ့်ကိုလှုပ်စားလေဒီမှာဝန်ထမ်းတော့ရှောက်လို့ရသေးရဲ့ ဟိုပါလေ မငြင်းဘူးလားမှာဝန်ထမ်းလို့ရှိသေးတဲ့ သမီးကိုတောင်းစားမလို့မခေါ်ဘူးသမီးကိုတောင်းစားမလို့မခေါ်ဘူးအားကြောင့်တောင်းဆောင်တာမမရဲ့ ငါ့တောင်း ဟမ် ငါ့တောင်းလို့ မလုပ်ပါနဲ့အားနာစရာကြီး တောင်းအခုတောင်းလိုက်တော့တောင်း အော်မတောင်းချင်ပါဘူးအား ဟောတောင်းလို့ဆိုငါရိုက်ချလိုက်ကြမယ်ရိုက်ချလို့မတော့ ပိုင်ရန်စာနေလို့ပတ်စံလေးနည်းနည်းလောက်ပေးပါလား မပေးဘူး ဟမ်